ဒါကြောင့်မိတ်ဆွေအပေါင်းတို့ခင်ဗျာကျွန်တော်တို့ဒီကိစ္စကောင်းကောင်းသဘောပေါက်ရမယ်ဒီအစဘာဘ်ရုပ်ဝတ္ထုအကြောင်းကနေမှာအလ္လာဟ်ရဲ့ဘာဝါဒဂရိမှမရှိဘူးကျွန်တော်တို့ကဒီကိစ္စနားလည်မှုလွဲနေတာအကျင့်အရာဝတ္ထုတွေမှာအလ္လာဟ်ရဲ့ဂရိမရှိပါဘူးအဲ့ဒီအလ္လာဟ်ဂရိမရှိတဲ့အရာတွေနဲ့အလ္လာဟ်ထံဆက်တပြီးတော့ဒူဝါလုပ်တယ်ဟိုအလ္လာဟ်ကျွန်တော်ဒီဆိုင်အပေါ်မှာကြိုးပမ်းထားတဲ့အလ္လာဟ်ရိုဇီပေးဟိုအလ္လာဟ်ကျွန်တော်ဒီလေအပေါ်မှာကြိုးပမ်းထားတဲ့အလ္လာဟ်ရိုဇီပေးဟိုအလ္လာဟ်ကျွန်တော်ဒီစေးတောက်ထားတဲ့အလ္လာဟ်ရှေဖာပေးဟိုအလ္လာဟ်ကျွန်တော်ဘယ်တရားသူကြီးနဲ့စကားပြောထားတယ်တရားကြီးမှာကျွန်တော်အောင်မြင်မှုပေးဟိုအလ္လာဟ်ကျွန်တော်ဘယ်အာနာပိုင်နဲ့စကားပြောထားတယ်ကျွန်တော်ရဲ့အရေးကိစ္စကိုအဆင်ပြေအောင်လုပ်ပြီးအလ္လာဟ်ရှင်မြတ်ကိုဒီလိုအစဘာဘ်ကိုပြပြီးတော့တင်ဆက်တာအစဘာဘ်တင်ပြပြီးအလ္လာဟ်စီကတောင်းတာအစဘာဘ်အကြောင်းကနေနဲ့ပတ်သက်ပြီးတော့အလ္လာဟ်ကိုမရှရာပေးတာအလ္လာဟ်ကိုအကြောင်းကနေနဲ့မရှရာပေးတာဒီလိုအစဘာဘ်ကိုပြပြီးတော့ဒူဝါလုပ်နေတာဟိုအလ္လာဟ်ကျွန်တော်ဘယ်အကြောင်းကနေအပေါ်မှာကျွန်တော်ကြိုးပမ်းထားတဲ့အလ္လာဟ်အဆင်ပြေအောင်လုပ်ပြီးဟိုအလ္လာဟ်အုပ်ချုပ်သူရဲ့နှလုံးသားထဲမှာကျွန်တော်ကိစ္စနဲ့ပတ်သက်ပြီးအဆင်ပြေခြင်းနဲ့စိတ်ဆန္ဒလုပ်ပြီးဟိုအလ္လာဟ်ဘယ်ဆရာဝန်နဲ့ပြပြီးကျွန်တော်ကျမ်းမာရေးကိုကောင်းအောင်လုပ်ပြီးဒီလိုအစဘာဘ်ပြပြီးမရှရာပေးတာအစဘာဘ်ကိုတင်ဆက်ပြီးဒူဝါလုပ်တာအလ္လာဟ်ရဲ့ကုဒရတ်ကိုတွဲဝိုက်သောနည်းနဲ့ညှင်းဆန်နေတာတကယ်တော့ဒီကိစ္စတွေအားလုံးကအလ္လာဟ်အတွက်မလိုအပ်တဲ့ကိစ္စတွေကျွန်တော်တို့ဟာအဲ့ဒီလိုမျိုးကျွန်တော်တို့ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့အထင်လွဲမှားမှုဖြစ်ပေါ်နေတယ်မထွက်တဲ့ကိစ္စတွေတောင်းဆိုနေတယ်အလ္လာဟူအက္ဘာအလ္လာဟ်ထံကဒူဝါတောင်းနေတာတော့အစဘာဘ်ကိုပြန်တောင်းနေတယ်တယောက်ကနေထိုင်မကောင်းဖြစ်တယ်ကျမ်းမာရေးမကောင်းဘူးတကယ်အဲ့လိုအခြေအနေမျိုးမှာတောက်เสียဆေးမရှိဘူးဒါမှမဟုတ်ဆေးပြောင်းနေတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒူဝါလို့ရအလ္လာဟ်ကျွန်တော်ရဲ့ဆေးပမာထားမိမှမသိဘူးဖြစ်နေတယ်ဟိုအလ္လာဟ်ကျွန်တော်ကိုအသိပေးပါကျွန်တော်ဆေးပမာထားမိမှမသိဘူးဖြစ်နေတယ်ဟိုဘာကြီးတခါတည်းပြောလိုက်ပါလားဟိုအလ္လာဟ်ကျွန်တော်ကိုရှေဖာပေးပါပျောက်ကင်းအောင်လုပ်ပေးပါအလ္လာဟ်အတွက်ဒီဆေးဘာလို့အဲ့လိုလဲကျွန်တော်တို့ကအကြောင်းခံတွေကိုဒီလောက်အဆက်ဖြစ်နေတာဒူဝါမှာပါဒါမျိုးရောက်လာတယ်ယာအလ္လာဟ်ကျွန်တော်မေ့သွားတယ်ကျွန်တော်ဆေးပမာထားမိမှမသိဘူးအလ္လာဟ်အသိပေးပါဟိုအလ္လာဟ်ကျွန်တော်ဆေးကိုပမာသွားထားမိမှမသိဘူးဒါကြောင့်အလ္လာဟ်ကျွန်တော်ကိုအသိပေးပါဒါမှကျွန်တော်ဆေးတောက်ခွင့်ရမှာဟိုဘာကြီးတခါတည်းပြောလိုက်ပါလားအလ္လာဟ်ကျွန်တော်ကိုရှေဖာပေးပါလို့ကျွန်တော်ရဲ့ချစ်လာသောညီနောင်တို့တောင်းမှတ်ထားတကယ်တော့အကြောင်းကံပေါ်မှာကြိုးပမ်းပြီးတော့မှအလ္လာဟ်ပေါ်မှာမျှော်လင့်ချက်ထားနေတာဟာအဲ့ဒီမျှော်လင့်ချက်ကလှည့်စားခြင်းခံနေရတယ်အဲ့ဒီအမျှော်လင့်ချက်ကလည်းအလ္လာဟ်ပေါ်မှာဘာတာဝန်မှမရှိဘူးဒီလိုပြောလိုက်တော့ဗာလဲကျွန်တော်တို့ဟာဒါဆိုအကြောင်းကလက်လွတ်ရမှာလားကျွန်တော်တို့ကဘယ်တော့မှဒီစကားမပြောပါဘူးအကြောင်းကံကိုလက်လွတ်ဖို့အတွက်ကျွန်တော်တို့ဘယ်တော့မှအကြောင်းကံလက်လွတ်ဖို့မပြောဘူးဒါကအီမန်ရဲ့တောင်းဆိုမှုလည်းမဟုတ်ဘူးအကြောင်းကံလက်လွတ်ခြင်းကနဗီသင်ပေးတဲ့တာလင်လည်းမဟုတ်ဘူးအလ္လာဟ်ရဲ့မန်ရှာလည်းမဟုတ်ဘူးအကြောင်းကံလက်လွတ်တာအကြောင်းကံကိုလက်လွတ်ရမှာလားမဟုတ်သေးဘူးဒါဘာသူပြောလဲအကြောင်းကလက်လွတ်ဖို့အတွက်ဘသူကပြောလိုက်တာဒါနဗီရဲ့တာလင်လည်းမဟုတ်ဘူးအီမန်ရဲ့တက္ကာစာလည်းမဟုတ်ပြန်ဘူးအလ္လာဟ်ရဲ့ဟူကွမ်လည်းမဟုတ်သလိုဒါဟာတဝကူလ်ရဲ့တက္ကာစာလည်းမဟုတ်ဘူးအကြောင်းကံကိုလက်လွတ်ဖို့အတွက်ကျွန်တော်တို့မတောင်းဆိုဘူးဒါပေမဲ့နှစ်ချက်တော့တောင်းဆိုမှာတက္ကာစာတစ်ခုကပါလဲအစဘာဘ်ကိုမယုံရဘူးအကြောင်းကံကိုမယုံနဲ့မိမိရဲ့အကြောင်းကံများအပေါ်မှာယက်ကင်မထားနဲ့ရှက်ကလ်ပုံသဏ္ဍာန်ရဲ့အပေါ်မှာယက်ကင်မထားနဲ့အစဘာဘ်အပေါ်မှာယက်ကင်မထားနဲ့အစဘာဘ်အကြောင်းကံတွေကိုအာမလ်ရဲ့အနောက်မှာထားကျွန်တော်တို့ကဒီနှစ်ချက်ကိုတောင်းဆိုနေတာကျွန်တော်တို့ဟာအစဘာဘ်ကိုလက်လွတ်ရမယ်လို့ဘယ်တော့မှမပြောဘူးအချင်းသူတူတယောက်ကပြောမယ်အစဘာဘ်မလိုအပ်ဘူးလက်လွတ်ရမယ်လို့ပြောရင် तू ကတော့ပါဂလ်ပဲအယူပဲအီမန်ပြည့်ဝတဲ့သူကဒီလိုပြောမယ်အစဘာဘ်မလိုအပ်ဘူးလို့ပြောရင် तू ကပါဂလ်ပဲအယူပဲအပြည့်ဝဆုံးအီမန်ရှင်တွေဆိုတာနဗီအမ်ဘီယာအလိုင်ဆလာမ်တွေဖြစ်တယ်အဲ့ဒီနဗီတွေတော့အကြောင်းကံကိုလက်မလွတ်ဘူးဆိုရင်ကျွန်တော်တို့ကဘာဖြစ်လို့လက်လွတ်မှာလဲအစဘာဘ်ကိုလက်လွတ်ခြင်းဟာနဗီရဲ့တာလည်းမဟုတ်ဘူးအလ္လာဟ်ရဲ့ဟူကွမ်လည်းမဟုတ်ဘူးအီမန်ရဲ့တက္ကာစာလည်းမဟုတ်ပြန်ဘူးကုရ်အာန်ဟာဒီသ်ရဲ့မန်ရှာမဟုတ်ဘူးဒီကိစ္စကျွန်တော်တို့လည်းမပြောဘူးဒါပေမဲ့တောင်းဆိုမှုနှစ်ခုတော့ရှိတယ်ပထမတစ်ချက်ကဒီအစဘာဘ်လို့ခေါ်တဲ့အကြောင်းကံရဲ့ယုံကြည်မှုကိုနှလုံးသားထဲကထုတ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မွတ်ဆလမန်ဟာအခက်တွေ့နေကြတယ်တကယ်တော့အလ္လာဟ်ရဲ့ကုဒရတ်ကအလ္လာဟ်ရဲ့ဝါဒါဂရိတော်တွေနဲ့အတူရှိတယ်အလ္လာဟ်ရဲ့ဝါဒါဂရိကအလ္လာဟ်ရဲ့ဟူကွမ်အမိန့်တော်နဲ့အတူရှိတယ်အစဘာဘ်အကြောင်းကံတွေကအလ္လာဟ်ရဲ့ဝါဒါဂရိတွေမဟုတ်ဘူးအစဘာဘ်အကြောင်းကံတွေကတော့အလ္လာဟ်ရဲ့ကုဒရတ်နဲ့ဖြစ်တာအလ္လာဟ်ရဲ့ကုဒရတ်ရဲ့အနုနာခံတွေဖြစ်တယ်အလ္လာဟ်ရဲ့ကုဒရတ်ကအစဘာဘ်ရဲ့အနုနာခံမဟုတ်ဘူးဒီအကြောင်းကံကိုဘယ်သူကဖန်ဆင်းတာလဲအလ္လာဟ်ကဖန်ဆင်းတာအလ္လာဟ်ကမိမိရဲ့ကုဒရတ်နဲ့ဖန်ဆင်းတာဒီအကြောင်းကရှိမှအလ္လာဟ်ဖန်ဆင်းလို့ရမယ်ဒီလိုမဟုတ်ဘူးအလ္လာဟ်အတွက်ကဒီအလ္လာဟ်ရဲ့ကုဒရတ်ရဲ့အတွက်ကဒီအစဘာဘ်မလိုအပ်ဘူးအလ္လာဟ်ရဲ့ကုဒရတ်တော်ကနေအကျိုးရယူခြင်းအာမလ်တဲမှာရှာအခုတော့ကျွန်တော်တို့ကအကောင်းဆုံးအစဘာဘ်အကြောင်းကံတွေကိုအလ္လာဟ်ကိုဆက်တာတယ်ပြီးတော့အလ္လာဟ်ထံဒူဝါလုပ်တယ်အကြောင်းကံကောင်းကောင်းရှိမှအလ္လာဟ်ထံမှာဒူဝါကောင်းကောင်းလုပ်တယ်ကျွန်တော်တို့ရဲ့အစ်သောအကြောင်းကံတွေကိုအလ္လာဟ်ကိုပြောပြပြီးတော့ဒူဝါလုပ်တယ်ယာအလ္လာဟ်ကျွန်တော်ရဲ့သားကတော်တော်ညံကောင်းတယ်သူကနိညလဲမဲနဲ့လုပ်နေတယ်အဲ့ဒီတော့အလ္လာဟ်သူ့ကိုအောင်မြင်အောင်လုပ်ပြီးဒီလိုတောင်းတာကျွန်တော်တို့ကအစဘာဘ်အကြောင်းကံတွေရဲ့အကောင်းဆုံးအရာတွေကိုပြပြီးအလ္လာဟ်ထံမှာဒူဝါလုပ်တယ်အမ်ဘီယာအလိုင်ဆလာမ်များကြတော့အကြောင်းကံရဲ့ပျက်စီးဆုံးရှုံးမှုတွေကိုပြောပြပြီးတော့အလ္လာဟ်ထံမှာဒူဝါလုပ်တယ်
ယာလာဒီအကြောင်းကနေတော့ကျွန်တော်မျိုးအလုံးမဖြစ်နိုင်ဘူးဟိုအလာကျွန်တော်မျိုးကတော့အလ္လာဟ်ရဲ့ကုဒရတ်ကနေပြီးတော့အကျိုးစုကူးခြင်းပါတယ်ဇကရီယာအလိုင်ဆလာအလ္လာဟ်ထမသူကလှုပ်တယ်အကြောင်းကများရဲ့ဆုံးရှုံးမှုကိုပြောပြပြီးတော့နစ်နာမှုကိုပြောပြပြီးသူကလှုပ်တာဟိုအလာကျွန်တော်အူမင်းရင်ရောသွားပြီကျွန်တော်အလုံးမဲ့အူမင်းရင်ရောနေပါပြီအဖိုးကြီးဖြစ်သွားကျွန်တော်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးအူမင်းမစွမ်းဖြစ်နေပါပြီပြီးတော့ကျွန်တော်ဇနီးတွေကလည်းအမျိုးသမီးဖြစ်တယ်တမန်တော်ဇကရီယာအလိုင်ဆလာသူကမဘာတွေထည့်တောင်းနေလားကျွန်တော်ကအူမင်းမစွမ်းဖြစ်သွားပြီအသက်လည်းကြီးသွားပြီမတမ်းမာတော့ဘူးဒီကလုံးမှလည်းအမွှေးမြင်နေဖြူကုန်ပြီဇပင်းနေဖြူကုန်ပြီပြီးတော့ကျွန်တော်ဇနီးကိုပြန်ကြည့်လိုက်တော့အမျိုးသမီးဖြစ်တယ်ဒါပေမဲ့အိုအလ္လာဟ်ကျွန်တော်အလ္လာဟ်ရဲ့ဇာတ်ကနေပြီးတော့မျှော်လင့်ချက်ထားတယ်အိုအလ္လာဟ်ကျွန်တော်သားသမီးလေးပေးပါလားအလ္လာဟ်ရဲ့ကုဒရတ်ကနေပြီးတော့အစဘာဘ်ရဲ့ကောင်းခြင်းတွေကိုပြောပြနေတာမဟုတ်ဘူးဇနီးတွေကလည်းတော်တော်ကောင်းတယ်ကျွန်တော်ကလည်းတန်လို့မြန်တော့ကျွန်တော်နုပြိုနေတဲ့ဒါကြောင့်ကျွန်တော်သားသမီးပေးပါဒီလိုတောင်းနေတာမဟုတ်ဘူးအကြောင်းကံတွေကိုတင်ဆက်ပြီးတော့ပြောနေတာမဟုတ်ဘူးအကြောင်းကံရဲ့ဆုံးရှုံးမှုတွေကိုတင်ပြပြီးတောင်းနေတာအကြောင်းကံကနေမျှော်လင့်နေတာမဟုတ်ဘူးအလ္လာဟ်ထံကနေမျှော်လင့်နေတာအိုအလ္လာဟ်ရဲ့ကုဒရတ်ကနေပြီးတော့မျှော်လင့်ပါတယ်အလ္လာဟ်ရဲ့ကုဒရတ်တော်ပါပဲ120သောအသက်မှာဇကရီယာအလိုင်ဆလာမ်ကိုအသက်90ကျော်နေတဲ့သူ့ရဲ့အဖွားကြီးရဲ့ဗိုက်ထဲကနေပြီးတော့ကလေးမွေးဖို့အတွက်အင်အားတော့မရှိတော့ဘူးဒါလောက်အသက်အရွယ်ကြီးတဲ့အဖိုးအဖွားကနေပြီးတော့အလ္လာဟ်ဟာသားသမီးချီးမြှင့်ပေးတယ်တမန်တော်ယာဟယာအလိုင်ဆလာမ်ကိုအလ္လာဟ်ဟာဖွားမြင်စေတယ်ကုရ်အာန်မှာယာဟယာအလိုင်ဆလာမ်ရဲ့ဆီဖတ်ကိုပြောပြတယ်အလမာရီရေးသားတယ်တမန်တော်ယာဟယာအလိုင်ဆလာမ်ကဒါလောက်အရေးချင်းရှိတဲ့နဗီဖြစ်တယ်ဘဝတတန်းတစ်လျှောက်လုံးမှာဂုဏရဲ့အတွေးခေါ်တော်ကောင်းထဲမှာရောက်မလာဘူးဂုဏရဲ့အတွေးခေါ်တော်မရှိဘူးအဖေကိုကြည့်လိုက်တော့အဖိုးပဲအမျိုးသမီးကလည်းအဖွားကြီးပဲထပ်ပြီးတော့အမျိုးအလ္လာဟ်ကမိမိရဲ့ကုဒရတ်ကနေပြီးတော့ခလေးပြန်ပြီးတော့ချီးမြှင့်ပေးတာဒါကြောင့်အမီယာအလိုင်ဆလာမ်များဟာမိမိတို့ရဲ့အစဘာဘ်အကြောင်းကနေရဲ့ဆုံးရှုံးမှုကိုပြပြီးသူကလုပ်တာကျွန်တော်တို့ကတော့ပြောင်းပြန်မိမိရဲ့အကြောင်းကံရဲ့ကောင်းခြင်းတွေကိုတင်ပြပြီးအလ္လာဟ်ထံသူကလုပ်တယ်ဒါကြောင့်ကျွန်တော်ခုပြောနေတဲ့စကားကိုမိတ်ဆွေများအာရုံစိုက်ပြီးနားထောင်ဖို့လိုအပ်တယ်အလ္လာဟ်အတွက်ကအကြောင်းကံမလို့ဘူးအလ္လာဟ်အတွက်အာမလ်တောင်းနေတာအလ္လာဟ်ကအကြောင်းကံတောင်းနေတာမဟုတ်ဘူးအာမလ်တောင်းနေတာကျွန်တော်စကားအာရုံစိုက်ပြီးနားထောင်အချင်းသူကအစဘာဘ်ကနေပြီးတော့အကြောင်းကံကနေယူဖို့အတွက်စဉ်းစားတယ်ဆိုရဖို့အတွက်ကမတိကြဘူးနံပါတ်1ရရင်လည်းနည်းနည်းပဲရမယ်ဒါနံပါတ်2အချက်တစ်ချိန်တစ်ခါပဲရမယ်နံပါတ်3အချိန်ချင်းခါခါရဖို့မဖြစ်နိုင်ဘူးဒါကအကြောင်းကံနဲ့စုကူးဖို့ကြိုးစားတဲ့သူရဖို့မတိကြဘူးနံပါတ်1တစ်ချိန်တစ်ခါပဲရမယ်ရရင်လည်းနည်းနည်းပါးပါးပဲရမယ်အချိန်ချင်းခါခါမရဘူးဒီ4ချက်ကိုမှတ်ထားအာမလ်နဲ့စုကူးမယ်ဆိုရင်ရဖို့တိကြတယ်ဒါအချက်တစ်ချက်အရန်ရမယ်အများကြီးရမယ်ဒါ2အချိန်ချင်းခါခါတောင်းအချိန်ချင်းခါခါရမယ်နံပါတ်3ဘယ်အချိန်လိုအပ်လဲဘယ်အချိန်မီရတယ်ဒါနံပါတ်4ဒီလို4ချက်စီကွာခြားတယ်အစဘာဘ်ကနေယူမလားအာမလ်ကနေယူမလားအားလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်အကြောင်းကံသမားတွေဘာပြောလဲအခုတော့နို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့မနက်ကညှစ်ပြီးသွားပြီနို့ကထုတ်ပြီးသွားညနေမှရမယ်မနက်ကနို့ညှစ်ပြီးသွားတဲ့အပေါ်မှာထပ်ပြီးနို့လူချင်းနေဆိုရင်ညနေထိစောင့်အဘူဘကာဆစ်ဒီကရဒီအလ္လာဟူတာလာနုတကယ်တမန်တော်မြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်နဲ့အတူခရီးတစ်ခုမှာအတူသွားတယ်ဟီဂျရတ်လုပ်တဲ့ဆဖာတစ်ခုကိုခရီးတစ်ခုကိုရမြတ်ဆလ္လာလာဟူအလိုင်ဝါဆလမ်နဲ့အတူခရီးနှင်ခဲ့တယ်ဘိုက်ကလည်းစားလာတယ်ဒါနဲ့အဘူဘကာဆစ်ဒီကရဒီအလ္လာဟူတာလာနုတကယ်အိမ်ပြင်ထွက်သွားတော့အမေဦးတယောက်နဲ့တွေ့တယ်အဲ့ဒီဘွားကစိတ်ကြီးကြောင်းနေတယ်စိတ်ကလေးတွေစိတ်ပေါက်လေးတွေလမ်းမှာဆုံးတော့ဟာဇတ်အဘူဘကာဆစ်ဒီကအမေရှိတော်မူတယ်အမေဦးကြီးအမေကြီးစိတ်တကောင်ကိုကျွန်တော်တို့လက်ထဲအပ်လိုက်ပါလားအဲ့ဒီစိတ်ကနေပြီးတော့စိတ်နှုတ်ညစ်ပေးမယ်အမေကြီးလက်တောက်လေကျွန်တော်တို့လည်းယူမယ်အမေကြီးကပြောပြတယ်အိုးတားလေဒီစိတ်ကနှုတ်ညစ်ရတဲ့အရွယ်မဟုတ်ဘူးနော်ဒီစိတ်ကစိတ်ပေါက်လေးတွေပါပဲစိတ်မကနှုတ်အောင်ကောင်းကောင်းမထွက်သေးဘူးလေဒါကနှုတ်ညစ်လို့ရတဲ့အရွယ်မဟုတ်ဘူးဒါကြောင့်ဘယ်လိုလုပ်ပြီးတော့နှုတ်ညစ်မှာလဲဒါကြောင့်နှုတ်မညစ်နဲ့နှုတ်ညစ်လို့ရတဲ့အရွယ်မဟုတ်ဘူးဟာဇတ်အဘူဘကာကအမိတ်ရှိတယ်အမေကြီးစိတ်သာယူလာခဲ့အလ္လာဟ်နှုတ်ပေးလိမ့်မယ်အဲ့စိတ်ကျွန်တော်စီယူလာခဲ့အလ္လာဟ်ကနှုတ်ပေးမှာအခုပြောပါဦးဒါလောက်ပြည့်ဝတဲ့အီမန်ရှင်တရားဟာဇတ်အဘူဘကာလို့ဟာဇတ်အဘူဘကာကဲ့သို့ပုဂ္ဂိုလ်တော်ဆဘတ်ကိုအကြောင်းကံကိုလက်မလွတ်ဘူးကျွန်တော်တို့ခေတ်မှာရှိတဲ့ဂျာဟီလ်မွတ်ဆလမန်ကအကြောင်းကံကိုလက်လွတ်လိုက်တာအကြောင်းကံကဘာအရေးကြီးလဲဆိုပြီးတော့ပြောကြတယ်ချင်းသူများကဒါမျိုးသဘောပေါက်မယ်ကျွန်တော်စကားကိုနားထောင်အကဲ၍လူတစ်ယောက်ကဒါမျိုးပြောမယ်အီမာန်ရဲ့တက္ကစာတောင်းဆိုမှုကအစဘတ်ကိုလက်လွတ်ခြင်းလို့ပြောမယ်ဆိုရင်သူကသူဒီလိုပြောလိုက်တယ်လို့ပဲနဗီထက်တောင်သူ့ရဲ့အီမာန်ကမြင့်နေတယ်လို့ပြောနေတယ်လို့ဖြစ်နေမှာပေါ့အမီယာကရာမအလိုင်ဆလမ်တော်ဆလာဒီလောက်အီမန်ရှင်ပြည့်ဝတဲ့အီမန်ရှင်ဒါပေမဲ့အယောင်းဝယ်ကိုလက်မလုပ်ဘူးဟာဇတ်အဘူဘကာကလည်းဒါမျိုးမပြောဘူးစိတ်ကိုလွှတ်လိုက်အလ္လာဟ်နှုတ်ပြီးမယ်တိုက်ရိုက်တယ်လို့မပြောဘူးစိတ်သာယူလာခဲ့အလ္လာဟ်နှုတ်ပြီးမှာအီမာန်ရဲ့တောင်းဆိုမှုဆိုတာကအစဘတ်အကြောင်းကနေကိုလက်လွတ်ခြင်းမဟုတ်ဘူး
ထမတစ်ချက်ကဘာလဲဆိုတော့ asbab အကြောင်းခံနေနဲ့ဖြစ်မဲဆိုရင်ယုံကြည်မှုကိုလက်